结果第三次去多没喏，喏，也到过，也也过。အဲ့လောက်ကြည့်ကြတော့လေနည်းနည်းအချစ်တွေကနည်းနည်းများသွားပြီထင်တာပေါ့နော်ဟာရောက်နေအချစ်ကြမ်းချက်ကတော့အဲ့လိုပဲနော်ပါးတွေပါလေရွက်ခဲ့သွားအောင်မယ်ဒါအားဝါးတွေမတီးမြဲဘူးပေါ့နော်ငွေဆိုတာလည်းပဲချိန်မြေဆုံးဖြုတ်သွားနိုင်တယ်အလားပါတယ်ဆိုတာလည်းချိန်မြေပေါ့နော်အသက်ကြီးတာနဲ့အမျှအိုမင်းရော်လာနဲ့အမျှပျက်စီးသွားနိုင်တယ်တကယ်တမ်းကျတော့အသက်မှန်တဲ့မြစ်တာတွေနဲ့တယောက်နဲ့တယောက်ပေါ့နော်နားလည်မှုအပြည့်နဲ့ချစ်နေဖို့အဓိကပြတကယ်အဲ့ဒါအရေးကြီးတာဘဝမှာလေကဲအားလုံးပဲမင်္ဂလာပါကျွန်တော်က DH ပိုင်ကြီးပါကဲဒီနေ့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြချင်တာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်လောကမှာဘာတွေရှိမှညာတွေရှိမှရမဟုတ်ပါဘူးအချစ်စစ်မှန်လို့ရှိရင်ပေါ့နော်ဒီတယောက်နဲ့တယောက်ချစ်နေုံနဲ့ပြီးပြည့်စုံနေဆိုတဲ့အကြောင်းကိုကျွန်တော်ပြချင်လို့ပေါ့နော်ဒါကတော့သူများရှိကနေတွေ့လို့ကျွန်တော်ခင်ဗျားတို့ပြချင်လို့ကောက်ပြီးတော့မှလာတော့โอเคလားကဲအဲ့တော့တကယ်ရှိပါတယ်ဆိုတဲ့အကြောင်းเนาะမောင်လေးတွေဘယ်လောက်ထိအချစ်ကြမ်းနေဆိုတဲ့အကြောင်းကိုကျွန်တော်တကယ်အတူတူကြည့်မယ်ဗျာเนาะဦးတွေပါကောခြောက်ကန်နော်去买那么困难，去买那么困难，去买那么困难的呀。毛呢，今天没过来么？那是这个毛年吃到了耶？知道了。那是因为，那是因为毛路里，毛这里边没加，喏，毛结果第三次吃多没喏，喏，也到过，也过。အဲ့လောက်ကြည့်ကြတော့လေနည်းနည်းအချစ်တွေကနည်းနည်းများသွားပြီထင်တာပေါ့နော်အဲ့လောက်ကြည့်တော့မချစ်ပြနဲ့ပါကြည့်ရတဲ့လူတွေနည်းနည်းရှက်တော့ဟာနော်စစ်မှန်တဲ့ချစ်ချင်းနေဆိုတာအဲ့လိုမျိုးပြောတာပါဒီလိုမျိုးပေါ့နော်ကဲပါစကြည့်လိုက်ကြ毛标没加了，毛这个你加哪的？你加哪了喏？毛这不嘛，第三次吃多没喏？加了喏？第三次吃多没？今年毛那里，八百六六，八百六六，八百九十块喏。慢慢说了，起码不，慢多人掉那掉，你看困过不要没喏？喏？加了喏？毛今年还啥鱼？结果。ဘူးဆိုင်မယ်ချစ်ကလည်းမောင်စကားကိုနားထောင်နော်မောင်ဘယ်လောက်ချစ်လဲညာကြီးချစ်တယ်ညာကြီးချစ်တယ်မောင်လည်းအချစ်ကိုညာချစ်တယ်ကြားလားဖက်တယ်မျက်ရည်ပိုင်းအောင်ကြာဟုတ်လားအချစ်ကြီးတာအဲ့လိုမျိုးအချစ်ကြီးတယ်သလားယောက်ျောက်တကယ်ချစ်ပြီဆိုရင်သလားအဲ့လိုပါဘယ်လိုပြောမလဲယောက်ျားထံပဲမျက်ရည်တွေပိုင်းကြာရင်လည်းကြာမလဲအဲ့လိုချစ်ပြလိုက်ရလားချစ်တယ်နော်ချစ်တယ်ဟာရောက်နေအချစ်ကြမ်းချက်ကတော့အဲ့လိုပဲနော်ပါးတွေပါလေရွက်ခဲ့သွားအောင်မယ်ဒါအားဝါးတွေချစ်တယ်ကျင်းနေငါတော့အားကြတယ်နော်မင်းတို့လည်းအားကြတယ်ဟုတ်လားဟုတ်ကဲ့ချစ်နော်ချစ်တယ်ဒီမှာမောင်တို့လီမမင်းလည်းမောင်တို့လီနေအတူတူလက်မဖြုတ်ပြီးအတူတူချစ်သွားမယ်နော်နော်မောင်နဲ့အချင်းနဲ့နှစ်ယောက်အတူတူလက်မဖြုတ်ဖွဲ့လေလောကကြီးရင်ဆိုင်ပြီးတော့တိုက်ခိုက်နေကြတာမတူလေးပါပြောမောင်စကားကိုနားထောင်နော်မတူစကားမှနားမယောင်နေကြလားနော်မောင်အချစ်ကိုရမ်းချစ်တယ်နော်မမြင်တော့မဟုတ်ဘူးလေသူတို့ကဘာလို့တယောက်ဘယ်တွေသွားကြမှာဘယ်တွေခွဲကြမှာမလို့အဲ့လောက်ထိဘိုင်လာမင်းလားဟာရှင်းနေရလဲတော့မသိဘူးလားဒါပေမဲ့
ဒီလိုချစ်နေတာကိုမြင်နေရတော့လည်းပဲကြည်နူးကိုကောင်းပါတယ်ဟုတ်လားဒီလိုလေးတွေ့ရတာတကယ်တမ်းကျတော့ညီးတရားမဟုတ်ဘူးเนาะဒီစားတယောက်နဲ့တယောက်ပေါ့နော်ဝေရှိမှချစ်တာတို့ရုပ်လှနေမှချစ်တာတို့တကယ်တမ်းကျတော့အဲ့ဓာတွေကမတည်မြဲဘူးပေါ့နော်ငွေဆိုတာလည်းပဲချိန်မြေဆုံးဖြုတ်သွားနိုင်တယ်အလားပါတယ်ဆိုတာလည်းချိန်မြေပေါ့နော်အသက်ကြီးတာနဲ့အမျှအိုမင်းရော်လာနဲ့အမျှပျက်စီးသွားနိုင်တယ်တကယ်တမ်းကျတော့စစ်မှန်တဲ့မြစ်တာတွေနဲ့တယောက်နဲ့တယောက်ပေါ့နော်နားလည်မှုအပြည့်နဲ့ချစ်နေဖို့အဓိကပြတကယ်အဲ့ဒါအရေးကြီးတာဘဝမှာလေတယောက်နဲ့တယောက်မခွဲနိုင်မခွာနိုင်လောက်တဲ့အထိပေါ့နော်တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်အဲ့လိုချစ်နေရဆိုပေမဲ့လေပေါ့နော်ဒီအဓိကလူတိုင်းချစ်တတ်တယ်ဗျာတဲ့လားလူတိုင်းပြောတတ်တဲ့တီတာတာတွေဆိုတာကတကယ်တမ်းကျတော့တယောက်နဲ့တယောက်အစင်မပြေတဲ့အချိန်မှာဘယ်လိုမျိုးဆက်ဆံလဲပေါ့နော်တယောက်နဲ့တယောက်ပေါ့နော်အစင်မပြေတဲ့အချိန်မှာဘယ်သူကရှော့ပြေးလဲဘယ်သူကဘယ်လိုတွေဖြစ်လဲဆိုတာအဓိကပါပဲပေါ့နော်ချစ်နေတဲ့အချိန်မှာလူတိုင်းချစ်ကြတာပဲဗျာဒါပေမဲ့အဲ့ဒါကအရန်ကြီးဘယ်လိုပြောမလဲအရေးပါတဲ့အရာတော့မဟုတ်ဘူးအစင်မပြေတဲ့အချိန်တယောက်နဲ့တယောက်တယောက်ကလဲကြနေတဲ့အချိန်မှာတယောက်ကဘယ်လိုဖေးမှမလဲတယောက်နဲ့တယောက်ဘယ်လိုတွေတိုင်မြင်မလဲဘယ်လိုရှေ့ဆက်မလဲပေါ့နော်တကယ်တမ်းလောကမှာငွေရှိမှမဟုတ်ပါဘူးအချစ်စစ်ဆိုတာကတယောက်နဲ့တယောက်ကိုညီရင်ဖေးမှအင်းနဲ့ချစ်တာမျိုးတယောက်လိုတဲ့အရာကိုတယောက်ကဖြည့်ဆည်းပေးတာမျိုးဒါအချစ်စစ်လို့ခေါ်တာပါကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲပေါ့နော်ဒါလောကမှာအချစ်စစ်ဆိုတာတွေကတကယ်ရှိပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တက်တည်ပြချင်တာပါဒီဗီဒီယိုလေးမှာကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ပြီးတွေ့မယ်ဗျာ